Hello ပဲမင်္ဂလာပါရှင်ဒီဗီဒီယိုလေးမှာတော့ market ကဒီ 80k စုတ်တော်ပုံရန် 80k အရှိဗီဒီယိုမှာကျတော့ဆွေပါဝင်မှုနှုန်းနဲ့တေချာလေးရှင်းပြထားတယ်ဆွေဗီဒီယိုသွားကြည့်လို့ရတယ်ဒီဗီဒီယိုကကျတော့ 80k ကဒီဘလို့တကြက်စင်းတို့တွေ့တာလဲဘလို့ grand စင်းတို့ဖြစ်လာတာလဲဒီ12ပဲရီတပဲစင်းနဲ့တကလန်စင်းတွေကဘာလို့မကိုက်ညီတာလဲဘာလို့အရင်များနေတာလဲဆိုတာကိုပြပြပေးမှာဖြစ်ပါတယ်ဒီဟာလေးကိုမပြောခင်မှာပထမဦးဆုံးသိထားရမှာကရွှေကိုနိုင်ငံခြားမှာဆိုရင်ပဲရီကိုကာလက်ကေနဲ့ပြောတယ်ကာလက်နဲ့ပြောတယ်ဗမာပြည်မှာဆိုရင်ပဲရီကိုရွှေအမျိုးအစားကိုပဲရီနဲ့ပြောတယ်အဲဆိုရင်ရွှေအမျိုးအစားကိုနိုင်ငံခြားမှာကပဲရီနဲ့sorry နိုင်ငံခြားမှာကြတော့ကာလက်နဲ့ပြောတယ် 24k 80k 22k အဲ့လိုမျိုးပြောတယ် 23k ဆိုပြီးပြောတယ်ဒီဗမာပြည်မှာကြတော့ရွှေအမျိုးအစားကိုပဲရီနဲ့ပြောတယ်15ပဲရီ14နှစ်ပြားရီဒေကာရီ14ပဲရီ13ပဲရီနောက်ပြီးတော့လို့12ပဲရီအလော့ရီဆိုပြီးပြောတယ်အဲ့မှာပြောချင်တာကဘာလဲဆိုတော့ဒါဆိုရင်ဒီနိုင်ငံခြားမှာကျတော့ဒီပဲရီကို grand နဲ့ပြောပြီးတော့ဒီဗမာပြည်မှာကျတော့အလေးချိန်ကိုကြက်ပဲရွေ point နဲ့ပြောပြီးတော့နိုင်ငံခြားမှာကျတော့အောက်ဆာနဲ့ grand ချိန်နဲ့ပြောပါတယ်ရှင်အောက်ဆာမှာဆိုရင်တစ်ချက်14ပဲကျော်ရှိတစ်ချက်14ပဲရှိတယ်နောက်ပြီးတော့လို့ရှိရင်တစ်ချက်သားမှာဆိုရင်ဗာနဲ့ညီတာလဲဆိုတော့16.6နဲ့ညီတယ်အဲ့ဒါစနစ်အဟောင်းပေါ့နော်နောက်ပြီးစနစ်အတက်မှာကျတော့တစ်ချက်သားမှာဆိုရင်16.3နဲ့9 gram နဲ့ညီတယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပဲဒီ grand chain ဗမာတစ်ချက်သားမှာဘယ်လောက် gram နဲ့ညီတယ်ဆိုတာကိုအဓိက message ပေးချင်တာဖြစ်ပါတယ်ဒါဆိုရင်လိုက်မဲ့ရမှာကကြတော့တစ်ချက်ပဲတစ်ချက်သားမှာဆိုရင်16.3နဲ့9သို့မဟုတ်ဒါ16.3နဲ့9ကစနစ်အသက် gram ပေါ့နော်တစ်ချက်သားမှာဆိုရင်16.6 gram ကကြတော့စနစ်အဟောင်းအခြေကိုပြောတာဖြစ်ပါတယ်ရှင်ဒါလေးကိုမှတ်ပြီးတော့လို့ရှိရင်နောက်ဗီဒီယိုဖိုင်ကိုစစ်ကြည့်တော့ 80k ရဲ့ Z ရီကိုလဲသွားမှာဖြစ်ပါတယ်ရှင်ကျေးဇူးများကြီးတင်ပါတယ် market ပါ